Okay ဒီနေ့ကတော့ racing နဲ့ကြားရတဲ့ classic တစ်စီးရောလုံးဝ classic မနက်ခင်းကထုံးစံတိုင်းပဲကိုရီးယားစောရောက်တယ်ပြီးတော့လူစုံတက်စုံပဲဒီနေ့ကတော့ဒီတစ်ခေါက်ကမစီးတာတော့မော်ဘီရောက်သွားပြီမော်ဘီမှာဆိုင်ငယ်ပါကင်တွေပါတယ်ဝိုင်းပြီးကူပေးခဲ့တယ်အဲ့တော့မော်ဘီကပြန်ထွက်လာပြီပေါ့မနက်စောကြီးကတော့မှောင်နေတော့ကျွန်တော်ကင်မရာမရိုက်ခဲ့ဘူးလုံးဝဗျာမနက်ခင်းလေးရမ်းစီးလို့ကောင်းတယ်မော်ဘီရဲ့လမ်းတွေကလည်း share ပဲအဲ့တော့မော်ဘီနဲ့စထွက်လာကြတယ်ပေါ့ဒါကျွန်တော်တို့အဖွဲကောင်းဆောင်ရဲ့အာစစ်ပေါ့ဒေဒီဘိုက်ကညီမမော်ဘီကညီမလေးရပဲစကေးရမ်းကောင်းနေကိုရီနောက်ကနေပြီး120တိလောင်းနေလိုက်တာတော့မှသူကအကွေ့တွေမှာလုံးဝဆရာကြတယ်ပေါ့ကိုယ်ထက်အများကြီးဆရာကြတယ်လော respect ပဲအဲ့တော့ CBS ထောင်းနေပါဒီထောက်ကျန်လမ်းဘက်ကတော့တာရတယ်ဗျတစ်ပင်လေးကစိမ့်ဆိုပြီးသိမလားလုံးဝရာသီဥတုကအရန်ဆိုင်ငယ်စီးဖို့အတွက်ကိုလုံးဝပြောမယ်ဆိုလို့ရှိရင်ဗျစိတ်ချမ်းမြေ့စေရပေါ့ဟုတ်မြင်ကွင်းရောစိတ်အေးချမ်းစေတယ်ဒီ Indian Scout နဲ့ကိုကလည်းလုံးဝတောက်လျှောက်ပဲ140လောက်နဲ့ဖြုတ်သွားတယ်ကိုရီ120လောက်နဲ့ဖြုတ်နေတယ်ဒါပေမဲ့ဒီအချိန်တွေကကိုရီ classic တွေ easy တွေအချိန်တွေမဟုတ်ဘူးဗျသိမလားကိုရီ easy fee နဲ့စီးရမှာဒါပေမဲ့အဖွဲနဲ့ဆိုကျွန်တော်လိုက်စီးရတောက်လျှောက်ပဲတော်တော်မောင်းကောင်းတယ်ရန်နဲ့ဆွဲကောင်းတယ်ကျွန်တော်ကမဆွဲဘူးတဲ့ကီလိုတွေပါ140တွေပါရောက်သွားအခါမှမဆွဲဘူးအဲ့လောက်ထိကျွန်တော်တို့ပြန်စောင့်နေ140နဲ့မောင်းနေပဲပြန်စောင့်နေရမ်းမြန်တယ်ကျွန်တော်ဖွဲ့ရအဲ့တော့ဆရာကြီးမှစီးထည့်တယ်ဗျာဆရာကြီးမှစီးထည့်တယ်ပြီးတော့ကျွန်တော်တို့ပြန်ဝင်လာကြတယ်ပေါ့ပြောဖို့ကောင်းတယ်ဗျာဆိုင်ငယ်စီးရဘယ်လိုပြောမလဲယောက်ျားလေးတယောက်တော့ကအရန်စိတ်တွေလွတ်လပ်တယ်ပြီးတော့ဒီစိတ်တူကိုတူတွေနဲ့ဒီစကားပြောရဆိုရတာအရင်ဟိုပဲ flexible ဖြစ်တယ်ဗျာပြောရလို့ရှိရင်ဒါ positive energy ရတယ်ပေါ့ပြီးရင်စိတ်ပန်းပြေတယ်အာယုံစူးစိုက်မှုကောင်းတယ်တခုတည်းပဲအာယုံစိုက်ကတာဆိုင်ငယ်စီးလို့ရှိရင်အဲ့တော့လုံးဝ focus ထားတာအရင်ကောင်းတယ်ညာဆိုင်ငယ်သမားပေါက်စင်ထိုးမယ်ဆိုရင်အရင်မိုက်တယ်လုံးဝအာယုံစူးစိုက်မှုကောင်းတယ်စီစားမယ်နေတာ W800 ကကျွန်တော်နောက်ကြမှာတခြား review လုပ်ပေးမယ် W800 ကိုကျွန်တော်စီးကြည့်နေရကြာပြီတစ်ခေါက်တည်းမဟုတ်တော့အနှေးရောအမြန်ရော AC ရောမိုးရည်ရောအဲ့တော့တော်တော်လေးကျွန်တော်ကြိုက်တယ်ပေါ့ပြန်မရောင်းပြစ်တော့ဘူးဆိုတာအဲ့လိုယတိပြန်မပြောချင်ပေမဲ့ဒါဒီ forum တွေမှာပြောထားတာဗျာနိုင်ငံခြားဘိုက်ကလည်းဒီခိုင်ကို CB1 ပြန်မရောင်းပြစ်တော့ဘူးပေါ့ရမ်းမိုက်တယ်ပေါ့အဲ့လိုနဲ့ပဲဒီနေ့ Sunday riding season တွေပြီးသွားတယ်အိမ်ပြန်လာတယ်ပေါ့ဟုတ်ဒီနားနေမယ်ဗျာအိမ်ရောက်လို့ရှိရင် game လေးပါလေးဆော့မယ် mobile legend လေးပါလေးဆော့မယ်ဟုတ် classic rider ပေါ့အဲ့ဒီ share လို့ပေါ့စနေတစ်ခွက်လောက်ပြတယ်ညောင်းပြညပြနောက်ဘက်မှာပြန်တွေ့ရပါဗျ